လွယ်ကူတဲ့ဘဝတွေကိုပိုင်ဆိုင်ထားတဲ့လူသားတိုင်းဟာမိမိတို့ဘဝအစဉ်ပြေတိုးတက်ဖို့အတွက်အတော့ကိုရုန်းကန်ကြရပါတယ်။ခါသီးတဲ့အတွေ့အကြုံတွေကိုစ조사ရင်ဆိုင်ကြော်ဖြတ်ရင်းနဲ့ပဲလူတွေအကြောင်းပိုသိလာတယ်။လောကကြီးအကြောင်းပိုနောကြည်လာတယ်။လောကဒဏ်နဲ့အသားကျလာတယ်။ကဘာကြီးပေါ်မှာမပျော်မွေ့ပင်မဲ့နေတက်လာတယ်။အတန်းပညာရက်ကနေမဟုတ်ဘဲဘဝရုန်းကန်ခြင်းအတွေ့အကြုံတွေကနေတန်ဖိုးရှိတဲ့ပညာတွေရပြီးရင့်ကျက်တဲ့အသိဉာဏ်ပို့လာရုံမကပဲနဲ့စိတ်ဓာတ်တွေပါတန်မာလာကြတယ်။ပြောရရင်တော့လောကကြီးကပေးတဲ့ခန္ဓာရေးဆိုတဲ့လက်ဆောင်ကောင်းတွေကိုရထားကြတဲ့သူတွေပေါ့။တခြားသူတွေထက်ပိုစ조사ခြင်းနဲ့စိတ်ရှိတဲ့သူအများအကျိုးဆောင်ရွက်လိုစိတ်ပြင်းထန်တဲ့သူတွေဘဝကိုတန်ဖိုးတိတိအတိပ္ပယ်ရှိရှိဖြတ်သန်းခြင်းတဲ့သူတွေဟာမချောမွေ့တဲ့ဘဝမှာပို့ပြီးတော့ခက်ခဲပင်ပန်းပါတယ်။နေ့စဉ်လစဉ်နှစ်စဉ်ဖြတ်သန်းခဲ့ရတဲ့အဲ့ဒီခက်ခဲပင်ပန်းမှုတွေကပဲအတွေးမြင်တစ်တွေကိုမွေးဖွားပေးလိုက်တာပါ။ဒီစာအုပ်ထဲမှာစာချောင်းရေအနှဲငယ်နားထောင်ကြည့်လိုက်ရုံနဲ့စာဖတ်သူတွေမသိသေးတဲ့အသစ်သောအတွေးမြင်တွေတစ်ခုကိုရရှိနိုင်ပါတယ်။စာဖတ်သူမှာရှိနေတဲ့လွဲမှားတဲ့အသည့်တွေကိုလည်းပြန်ပြီးတော့တက်မှတ်ပေးနိုင်ပါတယ်။စာဖတ်သူရဲ့အမှားတွေကိုပြင်ဆင်ဖို့အဖြေရှာတွေ့နိုင်ပါတယ်။စာဖတ်သူလူငယ်တွေအနေနဲ့ဒီစာအုပ်ကိုဖတ်ပြီးရင်မိမိဘဝအောင်မြင်တိုးတက်ဖို့အတွက်အတွေးမြင်သစ်တွေရသွားမယ်လို့မျှော်လင့်ပါတယ်။လူရဲလို့ဖြစ်လာတဲ့အခါမှာကလေးဘဝလူငယ်ဘဝလူရွယ်ဘဝနဲ့လူကြီးဘဝဆိုပြီးဘဝကိုအပိုင်းခြားတွေနဲ့ဖြတ်တန်းကြရပါတယ်။ကလေးဘဝမှာကြုံခဲ့ရတဲ့အရာတွေပုံသွင်းခံရတဲ့အရာတွေဟာအုတ်မြစ်ခိုင်မာလွန်းတာကြောင့်ကလေးဘဝမှာပုံသွင်းခံရမှုအတိုင်းပဲလူငယ်ဘဝကိုဆက်လက်ပြီးတွေးခေါ်လောက်ကင်တတ်ကြပါတယ်။ကောင်းရင်ကောင်းသလိုဆိုးရင်ဆိုးသလိုမကောင်းတကောင်းမဆိုးတဆိုးဒီလိုအနေအထားအမျိုးမျိုးကွဲပြားစွာနဲ့ပဲလူတိုင်းဟာလူငယ်ဘဝကိုဆက်လက်ချီတက်ကြတယ်။လူငယ်ဘဝအစကလေးဘဝကဆိုသလိုပဲငယ်ရွယ်စဉ်ကလေးရွယ်ရဲ့ကောင်းခြင်းဆိုးခြင်းအားလုံးဟာလူငယ်အရွယ်ကိုရောက်လာတဲ့အခါအရေးတပွဲလိုက်ပါလာတတ်ကြတာကြီးပါပဲ။ကောင်းတဲ့မျိုးစေ့ဟာကောင်းတဲ့အပင်ပေါက်လာသလိုဆိုးတဲ့မျိုးစေ့ဟာလည်းဆိုးတဲ့အပင်ကိုပေါက်လာစေတာတဘာဝပါ။ဒါကြောင့်လူငယ်ဘဝရဲ့စိတ်ခံစားမှုတွေအပြုအမူအပြောအဆိုတွေနဲ့လူစရိုက်လက္ခဏာအားလုံးဟာကလေးဘဝတုန်းကသင်ဆရာမြင်ဆရာကြားဆရာတွေစီကနေသင်ယူခဲ့ရတဲ့ကောင်းခြင်းဆိုးခြင်းအားလုံးကိုရောပြုံပြီးပြန်လည်အသုံးချခြင်းအပေါ်အခြေခံလျက်ရှိပါတယ်။လူငယ်ဘဝကိုရောက်လာတဲ့အခါမှာကိုယ့်ရဲ့ဉာဏ်ပညာနဲ့စဉ်းစားတွေးခေါ်နိုင်မှုစွမ်းအားတွေကတဖြည်းဖြည်းနှိမ့်ကျသွားတာမဟုတ်ဘဲတစ်နေ့တစ်ခြားပိုမိုတိုးတက်ပြောင်းလဲလာကြတယ်။ဒါကြောင့်ကလေးဘဝတုန်းကဘလို့ပဲတွင်တင်ခံရဘလို့ပဲပုံသွင်းခံရလူငယ်ရဲ့လို့ဖြစ်လာပြီဆိုရင်မိမိကိုယ်ကိုကောင်းအောင်မိမိကိုယ်တိုင်စ조사လိုစိတ်ရှိရမယ်။ပြောင်းလဲတဲ့နာတွေကိုပြောင်းလဲလိုစိတ်ပြင်းထန်နေရမယ်။လူငယ်စိတ်ဓာတ်ဆိုတာရဲတောက်နေရမယ်။လူငယ်ဆိုတာကြောက်ရွံ့မှုကင်းတဲ့အရွယ်ကောင်းတစ်ခုပါပဲ။လူဘဝမှာနေ့စဉ်အသက်ရှင်ရပ်တည်တဲ့အခါမှာအခြေခံတဲ့အင်္ဂလိပ်စကားလုံးH 3 လုံးရှိပါတယ်။ပထမ H ကတော့ head ဘယ်ရာမဆိုကိုယ့်ရဲ့ခေါင်းထဲကိုအရင်ပို့ပြီးစဉ်းစားတွေးခေါ်ရတာပါ။ထွက်လာတဲ့အဖြေကိုမှ heart ဆိုတဲ့နှလုံးသားစီကိုပို့ရတယ်။ညတာရမလားရက်ဆက်ရမလားကျင်နာပေးရမလားခွင့်လွှတ်ပေးရမလားစသဖြင့်အုံနောက်ကအဖြေကိုနှလုံးသားနဲ့ပြန်ပြီးတော့တန်းညှိရတယ်။အုံနောက်နဲ့နှလုံးသားဒီနှစ်ခုလုံးတေချာတိုက်စစ်ပြီးမှထွက်လာတဲ့အဖြေကိုတော့နောက်ဆုံး hand ဆိုတဲ့လက်နှစ်ဖက်စီကိုပို့လိုက်ပါတယ်။ဒီလက်နှစ်ဖက်ကလက်တွေ့လှုပ်ဆောင်မှုဆိုတဲ့ action ကိုဆက်လက်လှုပ်ဆောင်ရတယ်။ head ကနေ heart ပြီးမှ heart ကနေ hand ဆိုပြီးအုံနောက်နဲ့အရင်စဉ်းစားပြီးရင်နှလုံးသားနဲ့ခံစားပြီးလက်နှစ်ဖက်နဲ့ဆက်လက်လှုပ်ဆောင်ရတဲ့ဒီလိုဖြတ်ကျော်မှုအဆင့်ဆင့်ကိုလူတိုင်းဟာအကြောင်းအရာတစ်ခုစီတိုင်းမှာမဖြစ်မနေတွေ့ကြုံဖြတ်ကျော်ရတာကြီးပါပဲ။ဒီလိုမျိုးအဆင့်၃ဆင့်ကိုဖြတ်ကျော်တဲ့အခါလူငယ်ဆိုတဲ့အရွယ်အပိုင်းခြားတစ်ခုဟာတိတ်ကိုလှင်မြန်ဖြတ်ကျော်နိုင်ကြပါတယ်။တခါတလေအုံနောက်နဲ့နှလုံးသားတပြိုင်နက်တည်းစဉ်းစားပြီးခံစားဆုံးဖြတ်တတ်ကြတယ်။တခါတလေများဆိုလေ
အုံနောက်ရယ်နှလုံးသားရယ်လက်တွေ့လှုပ်ဆောင်မှုဆိုတဲ့သုံးခုစလုံးကိုတစ်ချိန်နဲ့တစ်ပြိုင်နဲ့လှုပ်ပစ်တတ်ကြသေးတယ်တကယ်ကိုအတက်ကြွဆုံးနဲ့အရေးရင်ဆုံးအရွယ်ပါပဲဒါကြောင့်လဲလူငယ်ဘဝဆိုတဲ့အတက်အရွယ်တစ်ခုဟာတိတ်ကိုအရေးကြီးတဲ့အချိန်ကာလတစ်ခုဖြစ်နေတာပေါ့အုံနောက်နှလုံးသားနဲ့လက်တွေ့လုံးဆောင်မှုဆိုတာကိုအစီအငေါ်မတက်ပြောင်းပြန်အသုံးချမိရင်အမားတွေများပြီးအနာဂတ်မှာနောင်တတွေတပွေးတစ်ပိုက်ဖြစ်တတ်တာအမှန်ပါပဲနှလုံးသားမပါပဲကျန်နှစ်ခုကိုဦးစားပေးခဲ့မိတဲ့လူငယ်တွေကြတော့လေလူကြီးဘဝရောက်လာတဲ့အခါပြည့်စုံမှုတွေလုံလောက်နေရင်တောင်မှပျော်ရွှင်မှုတွေခန်းချောက်နေတတ်တယ်အုံနောက်မပါပဲကျန်နှစ်ခုကိုဦးစားပေးခဲ့တဲ့လူငယ်တွေကြတော့လေလူကြီးဖြစ်လာတဲ့အခါမှာပျော်ရွှင်မှုတွေအတန်အသင့်ရနေပေမဲ့မပြည့်စုံမှုတွေကြောင့်တောကများနေရတတ်ပြန်ရောတချို့လူငယ်တွေကြတော့လေအုံနောက်နဲ့နှလုံးသားကိုမျှတအောင်ထိန်းချုပ်နိုင်တယ်အဖြေကောင်းအဖြေမှန်တွေထုတ်နိုင်တယ်ဒါပေမဲ့လည်းလူငယ်ဘဝမှာဝရိယမရှိတာတွေဇွဲလုံးလအားနေလွန်းတာတွေပြည့်စုံတဲ့မိဘအတိုင်းဝိုင်းနဲ့ပတ်ဝန်းကျင်ပေါ်မိခွန်လွန်းတာတွေအနာဂတ်ကိုတွေးမပူပဲလက်ရှိဘဝကိုပဲရောင်ရဲတင်းတိမ်စိတ်လွန်ကဲနေရတွေဒီလိုအကြောင်းအရာတွေကြောင့်သူတို့တွေမှာသူတို့ဘဝတွေအတွက်ဘလောက်ကောင်းမွန်မှန်ကန်တဲ့အဖြေပဲရှိရှိလက်တွေ့မလုံးဆောင်ဖြစ်တာတွေများလာပြန်ကြတယ်အဲ့ဒါကြောင့်သူတို့တွေကလူကြီးဆိုတဲ့အသက်အပိုင်းခြားတစ်ခုကိုရောက်လာတဲ့အခါမှာမိခိုစရာတွေရောနှဲလာချိန်နဲ့ကိုယ့်ရဲ့စိတ်ခန္ဓာအားနည်းလာချိန်တွေတပြိုင်နက်ကြုံလာတဲ့အခါမျိုးမှာအဲ့ဒီလိုလူမျိုးတွေကလဲပြိုတတ်ကြပြန်ပါတယ်။ဒါကြောင့်လူငယ်တယောက်ရဲ့ဘဝမှာနံပါတ်1 head ဆိုတဲ့ဥကောင်းပိုင်းတနည်းပြောရရင်စဉ်းစားတွေးခေါ်နိုင်တဲ့ဉာဏ်အုံနောက်နံပါတ်2 heart ကိုယ့်ရဲ့စိတ်နေစိတ်ထားစိတ်သဘောထားနူးညံ့သိမ်မွေ့မှုရက်စက်ကြမ်းကြုတ်မှုမျှတမှုတနာညတာတတ်မှုတွေကိုစစ်ထုတ်ပေးတဲ့နှလုံးသားနံပါတ်3 hand လက်တွေ့လှုပ်ဆောင်တတ်တဲ့လက်တစုံဒီ၃ခုကိုနေရာမှန်အချိန်မှန်အသုံးချနိုင်ဖို့အလွန်ကိုအရေးကြီးပါတယ်ဒါဆိုရင်လူငယ်ဘဝမှာအကောင်းဆုံးဘယ်လိုရှင်သန်နေထိုင်ကြမလဲလူငယ်အရွယ်ကိုစတင်ဝင်ရောက်တဲ့ခက်စောစောပိုင်းကာလတွေဟာစိန်ခေါ်ချက်တွေတိတ်များပါတယ်လူငယ်ဘဝအစောပိုင်းကာလဆိုတာရေပူရအဖြစ်14နှစ်ဝန်းကျင်အရွယ်ကစလို့လူငယ်ဘဝစတယ်လို့တချို့သောစစ်တမ်းတွေကသတ်မှတ်ဖော်ပြထားကြပါတယ်။ပြောရရင်ဒီကာလဟာကျောင်းသူကျောင်းသားဘဝပါပဲ။ပညာသင်ကြားတဲ့အချိန်မှာတချို့ကမိဘအုပ်ထိန်းသူတွေရဲ့ပံ့ပိုးမှုအလွန်လောက်ရလို့လူငယ်ဘဝအစကချောမွေ့ပေမဲ့တချို့ကတော့မိမိဘဝအတွက်ရုန်းကန်ရတယ်။ပညာရေးနဲ့အလန်းကွာပြီးကိုယ်ဝမ်းကိုကြောင်းကြရတယ်။တချို့ကတော့ကိုပညာသင်ဖို့အတွက်ကိုယ်စရိတ်ကိုရှာနေရပြီလူငယ်ဘဝအစအချိန်တွေဟာတယောက်နဲ့တယောက်မတူကြပါဘူးလောကကြီးမှာကိုချစ်တော့ပေါ်ကိုရက်ရတဲ့လူငယ်တွေအများကြီးပါအခက်အခဲတွေမိသားစုပြဿနာတွေအခြားသောဒုက္ခပေါင်းစုံကိုရင်ဆိုင်နေရတဲ့လူငယ်တွေအများကြီးရှိပါတယ်မိမိတို့ဘဝရက်တည်ဖို့အတွက်ငွေကြေးလိုအပ်ချက်တွေမိသားစုဝင်တွေရဲ့ဝန်ထုံးဝန်ပိုးဖြစ်စေမှုတွေအရွယ်ရောက်လာချိန်မှာမလုံခြုံတဲ့ပတ်ဝန်းကျင်မှာနေရလို့မိမိကိုမိမိထိမ့်သိမ်းကာကွယ်နေရတဲ့လူတွေပြောရရင်လူတိုင်းလူငယ်တိုင်းဟာဘေးပတ်ဝန်းကျင်ကသိတဲ့ဘေးပတ်ဝန်းကျင်ကမသိတဲ့အခက်အခဲပြဿနာတွေတပုံကြီးပါပဲဘဝရဲ့တစ်စစ်ချိုးလူငယ်အရွယ်ဟာတိတ်ကိုအထိရှလွယ်ပါတယ်ဘဝတစ်ခုလုံးနဲ့စဉ်းစားလိုက်မယ်ဆိုရင်လူငယ်အရွယ်ဟာအမှားအများဆုံးနဲ့ဘဝရွေးချယ်မှုတွေအများဆုံးလုပ်ရတဲ့ကာလပါပဲတည်ငြိမ်လာတဲ့တနေ့မှာရတဲ့နောင်တတွေဆိုတာလူငယ်ဘဝရဲ့အမှားအများစုကြောင့်ဖြစ်လာရတာပါအပြိုင်ဆိုင်တွေများတဲ့လောကထဲမှာလူငယ်တယောက်အဖြစ်ရပ်တည်ရတဲ့ကာလဟာ emotion အများဆုံးကာလတစ်ခုပါအားငယ်လွယ်တယ်စိတ်တက်ကြလွယ်တယ်ပျက်စီးလွယ်တယ်နားယောင်လွယ်တယ်အပေါင်းအသင်းမှတ်တယ်ငိုလွယ်ရေလွယ်တယ်စိတ်အပြောင်းလဲမြန်တယ်တင်လွယ်တက်လွယ်တယ်ဆုံးဖြတ်ချက်တွေကမူးရှုထိုးချလွယ်တယ်ရှက်လွယ်တယ်ခံနိုင်ရည်မရှိပဲပြိုလဲလွယ်တယ်တချို့ဆိုရင်လေဘဝကိုလက်မြောက်အရှုံးပေးသွားတဲ့အခြေအနေအထိဖြစ်တာဒီလူငယ်အရွယ်မှာအများဆုံးပါပဲကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့2019ခုနှစ်စက်တင်ဘာလစစ်တမ်းအရဆိုရင်ကမ္ဘာပေါ်မှာစက္ကန့်40ကိုလူတစ်ယောက်နှုန်းကိုအဆုံးစီရင်နေကြပါတယ်ဆိုလိုတာကတစ်နှစ်ကိုကမ္ဘာပေါ်မှာမိမိအဆုံးစီရင်တဲ့သူ8သိန်းကျော်ရှိပါတယ်
ရှစ်သိန်းကျော်ထဲမှာမြန်မာနိုင်ငံအပါအဝင်ဖွံ့ဖြိုးဆဲနိုင်ငံတွေက85%ပါဝင်ပါတယ်။ပိုစိတ်ဝင်စားဖို့ကောင်းတာကအဲ့ဒီအများစုကလူငယ်အရွယ်တွေပါပဲ။လူငယ်အရွယ်ဆိုတဲ့အပိုင်းခြားကာလတစ်ခုဟာမိမိကိုယ်ကိုဆုံးစီရင်မှုအများဆုံးပါ။ဘာကြောင့်လူငယ်တွေမိမိကိုမိမိအဆုံးစီရင်ကြလဲဆိုရင်လူငယ်စိတ်ကနှုတယ်ခံစားလွယ်တယ်ပောက်ကွဲလွယ်တယ်အထီးရှလွယ်တယ်မိမိကိုမိမိအဆုံးစီရင်တဲ့နီလန်ဟာတကယ်တော့လောကဒဏ်ကိုခါးစည်းခံရတဲ့လူငယ်တယောက်ရဲ့နောက်ဆုံးမျှော်လင့်ချက်မဲ့သွားတဲ့အချိန်မှာရွေးချယ်လိုက်တဲ့ထွက်ပေါက်ပါပဲတေဆုံးခြင်းဟာရွေးချယ်လိုက်ခြင်းဟာတေဖို့ထက်ပိုကြောက်စရာကောင်းတဲ့ခံစားချက်တွေစိတ်သက်သာခြင်းတွေကိုသူတို့ရဲ့စိတ်ကလက်ခံနိုင်စွမ်းမရှိတော့လို့ဖြစ်ပါတယ်ပဝင်းကျင်အတိုင်းဝိုင်းမှာကြားဘူးတွေ့ဘူးကြပါတယ်အနည်းဆုံးလူငယ်လေးတယောက်ကိုတာတကားပြရမယ်ဆိုရင်လွန်ခဲ့တဲ့နှစ်အနည်းငယ်ကပြင်ပကျောင်းတစ်ခုမှာအလုပ်လုပ်နေတဲ့ပညာတတ်လူငယ်တယောက်ကလုပ်ငန်းခွင်မှာလုပ်ဖော်ကင်ဘက်ဝန်ထမ်းတွေကသူ့ကိုကဲ့ရဲ့ကြတယ်အပြစ်တင်ကြတယ်ခွဲခြားဆက်ဆံကြတယ်ချိုးနှိမ်တယ်နေစာတူကလုပ်ငန်းခွင်ထဲမှာသူဟာရှက်ရွံ့မှုတွေအစင်မပြေမှုတွေခွဲခြားဆက်ဆံခံရတာတွေအရှက်ရစရာအပြုတ်မှုအပြောဆိုခံရတာတွေကြုံခဲ့ရတယ်ဒါတွေကိုသူ့ရဲ့စိတ်ကတီးမခံနိုင်တော့တဲ့အခါမှာသူ့ရဲ့စိတ်နဲ့သူ့ရဲ့ဘဝကလုံးဝအမှောင်ကျသွားပါတယ်။ရှက်ရွံ့ထိတ်လန့်မှုတွေကြားမှာနေ့စဉ်ဖြတ်သန်းရတဲ့အခါအဲ့ဒီအခက်ခဲအဲ့ဒီဒုက္ခကြီးကိုသူလုံးဝတီးမခံနိုင်တော့ပါဘူး။သူလက်မခံနိုင်တော့တဲ့အစုံစိတ်ထွက်ပေါက်အနေနဲ့မိမိကိုယ်ကိုအဆုံးစီရင်နေဆိုတဲ့လမ်းကိုပဲသူရွေးချယ်သွားပါတယ်။သူနဲ့အတူနေတဲ့အဖွားကသူ့မိဓာတ်ပုံလေးရှိမှထိုင်ငိုနေတဲ့ပုံရိပ်လေးကိုအခုချိန်ထိမြင်အောင်နေစေပါဒီကိစ္စကလူချင်းခွဲခြားဆက်ဆံတာကြောင့်မဖြစ်သင့်မဲ့ပညာတတ်လူငယ်တယောက်လောကကြီးကိုစောစောစီးစီးကြောခိုင်းသွားရတာပါကျွေးလင့်ခဲ့ရတာပါဒီလိုပါပဲပညာသင်နေတဲ့ကာလမှာအမျိုးမျိုးသောစိတ်ဖိစီးမှုတွေကိုခံနိုင်ရမရှိတော့တဲ့အခါကျောင်းသူကျောင်းသားအရွယ်မှာပဲလောကကြီးကိုအရှုံးပေးသွားတဲ့လူငယ်တွေအများကြီးရှိပါသေးတယ်အဖြေကတော့ဘဝမှာကြုံရတဲ့အခက်အခဲပြဿနာတွေကိုမကြော်ဖြတ်နိုင်တော့လို့ဘဝကိုရက်တန့်ပစ်လိုက်ကြတယ်အရှုံးပေးလိုက်ကြတယ်ကိုယ့်ဘဝကိုရက်ပစ်လိုက်ကြတာပါလူငယ်တချို့ကတော့ဒီလိုအချိန်မှလဲကျသွားပေမဲ့စူးစမ်းပြီးပြန်ထပါတယ်ကြာရှုံးသွားချိန်စိတ်တက်ကျသွားချိန်မှာအာတင်ပြီးသူတို့ဘဝကိုသူတို့စူးစမ်းပြီးပြန်တည်ဆောက်ပါတယ်အရှုံးမပေးပဲပြန်ရက်တည်ကြတယ်အဲ့ဒီလိုပြန်ရက်တည်နိုင်ဖို့အခက်အခဲတွေကိုကျော်လွှားနိုင်ဖို့ဆိုတာအရင်အရေးကြီးတဲ့အချက်တစ်ချက်ရှိပါသေးတယ်အဲ့ဒါကတော့အရာရာကိုထိန်းချုပ်နိုင်စွမ်းရှိတဲ့တွေးခေါ်မှုဉာဏ်ပညာအားကောင်းခြင်းနဲ့လောကကြီးရဲ့အကောင်းအဆိုးအားလုံးကိုအလိုက်သင့်လက်ခံစဉ်းစားပြီးရှင်သန်နေထိုင်တတ်ခြင်းပါပဲအခုခေတ်ကာလကြီးကလူငယ်တွေအတွက်တော့အပြိုင်ဆိုင်ခေတ်ကာလကြီးလို့တောင်ဆိုရပါမယ်။ဘာကြောင့်လဲဆိုရင်နေရာတကာမှာအပြိုင်ဆိုင်တွေကြီးပဲမူပါ။ဆိုရိုးစကားကလည်းအပြိုင်ဆိုင်ရှိမှတိုးတက်တယ်လို့ဆိုထားတာကိုတချို့လူငယ်တွေကငွေကြေးဘလောက်သုံးနိုင်နဲ့ဖြုံးနိုင်နဲ့ဆိုတာတွေပြိုင်ကြတယ်။ရှေးလူကြီးတွေပြောသလိုပြောရရင်တော့ငွေကိုရေလိုသုံးကြတယ်ပေါ့။ခေတ်နဲ့အညီပေါ်သမျှအဝတ်အစားအသုံးဆောင်တွေ IT ပစ္စည်းတွေပေါ်တိုင်းကင်နိုင်တယ်။မိန်းကလေးတွေဆို cosmetic တွေပြိုင်ကြတယ်။နာမည်ကြီးအိတ်တွေဖက်နှက်တွေထဲလဲကင်နိုင်တယ်ဆိုတာကိုပြိုင်ကြတယ်။စပင်တွေခန္ဓာကိုယ်နဲ့မျက်နှာအစားထိုးပြုပြင်တာတွေလည်းပြိုင်ကြတယ်။တချို့ငွေကြေးချမ်းသာတဲ့လူငယ်တွေကတော့လက်ဝတ်ရတနာတွေအပြိုင်ဆိုင်ဝယ်ကြတယ်။ပွဲတွေအပြိုင်တက်ကြတယ်။စိန်ခံကားတွေထဲလဲစီးကြတာပေါ့။ပြောရရင်အတော့ကိုရှုပ်ရှက်ခက်လွန်းတဲ့လူငယ်ကဘာပါပဲ။တချို့လူငယ်တွေကြပြန်တော့လေအပေါင်းအသင်းပြိုင်တယ်။ငါကဘတုသားဘတုသမီးနဲ့တငယ်ချင်းဆိုတာမျိုးပေါ့။တချို့ကလည်းချစ်သူရေးစားပြိုင်ကြတယ်။ငါချစ်သူကဘလို့လူစားဘလို့ကားမျိုးကိုစီးတာသူ့နားမှာဆိုဘလို့လူတွေဝိုင်းဝိုင်းလည်နေတာစသဖြင့်ပြိုင်ကြတာပေါ့တချို့လူငယ်တွေကတော့အတက်ပညာတွေပြိုင်ကြတယ်တက်ကြွမှုဆိုင်ရာထောက်ခံချက်လက်မှတ်တွေပြိုင်ကြတယ်အလောက်ကိုင်းနဲ့ပတ်သက်ပြီးယာဒူးနေရာတွေပြိုင်ကြတယ်လစာတွေပြိုင်ကြတယ်ခေတ်ကလူငယ်တို့ကြားမှာအပြိုင်အဆိုင်တွေလွှမ်းမိုးတဲ့ခေတ်ကာလကြီးပါပဲဒီလိုပြိုင်ဆိုင်မှုအမျိုးမျိုးကြားထဲမှာမှခေတ်ပညာတတ်လူငယ်လေးတွေရဲ့ပြိုင်ဆိုင်မှုတစ်ခုကိုမိမောင်းထိုးပြခြင်းပါတယ်ခေတ်နဲ့တန်းဝင်တဲ့ဘောင်တစ်ခုပေါ်မှာရက်နိုင်ပြီးဆိုရင်လူငယ်လေးတွေအနေနဲ့အလောက်အကင်ကောင်းကိုရွေးချယ်ရှာဖွေတတ်ကြတယ်
ခင်းနဲ့တန်းဝင်တဲ့ပေါင်းတစ်ခုဆိုတာကတော့တကယ်ပညာတက်မတက်အချိန်တန်ရင်ရလာတဲ့ဘွဲလက်မှတ်တစ်ခုကိုပြောတာပါဘွဲလက်မှတ်လေးတစ်ခုလက်ထဲရောက်လာပြီဆိုတာနဲ့ပဲငါဘာလုပ်တက်လဲငါဘာလုပ်တင်လဲငါရဲ့လိုအပ်ချက်တွေကဘာတွေလဲဆိုတာကိုသုံးသပ်စဉ်းစားဖို့ထက်ဟိုအလုပ်ကတော့လာကဘလောက်ရတယ်ဒီအလုပ်ကလာကဘလောက်ပဲပေးနိုင်တယ်ဆိုပြီးလာကများများရတဲ့အလုပ်ကိုရွေးချယ်ရှာဖွေကြတယ်လောက်ခလာစာတစ်ခုတည်းအပေါ်အခြေခံတဲ့ရွေးချယ်မှုစိတ်ထားဟာလူငယ်တစ်ယောက်ရဲ့တိုးတက်မှုလမ်းကြောင်းကိုခါပြတ်သွားစေနိုင်ပါတယ်လောက်ခလာစာတစ်ခုတည်းကိုပဲကြည့်ပြီးနေရာတစ်ခုကိုခြေစုံပြစ်ဝင်လိုက်တဲ့လူငယ်တွေဟာမိမိရဲ့အရေးအချင်းမိမိပညာနဲ့မိမိရဲ့ပင်ကိုယ်စရိုက်တွေအဝင်ခွင်ကြမဖြစ်တော့တဲ့အခါပျော်ရွှင်တဲ့လုပ်ငန်းခွင်တစ်ခုကိုမရနိုင်သလိုစိတ်ဖိစီးမှုတွေနဲ့မိမိကိုမိမိပျောက်ဆုံးသူတွေအဖြစ်ခံစားလာကြရပါတော့တယ်နောက်ဆက်တွဲအနေနဲ့မိမိကိုမိမိအားမလို့အားမရဖြစ်လာတဲ့အတူလက်တွဲလှုပ်ဆောင်နေတဲ့လှုပ်ဖော်ကင်ဘက်တွေအပေါ်မှာအစိုးမြင်တဲ့စိတ် negative thinking တွေဖုံးလွှမ်းလာပါတော့တယ်မိမိကိုအမှောင်ချထားသလိုဘေးပတ်ဝန်းကျင်ကိုလည်းမှောင်စေတဲ့လူတစ်ယောက်ဖြစ်မှန်းမသိဖြစ်လာပါတော့တယ်အဆုံးမှာတော့ကြာရှုံးမှုတွေနဲ့ရင်ဆိုင်ရမှာအမှန်ပါပဲလုပ်ငန်းခွင်မဝင်ခင်ကအများကြီးပြိုင်ဆိုင်ခဲ့ကြပြီးလုပ်ငန်းခွင်ထဲမှာလည်းပြိုင်စရာတွေကဆက်လက်ရှိနေပါတယ်။ဘာတွေဆက်ပြိုင်ကြမလဲ။ကောင်းသောပြိုင်ခြင်းတွေဖြစ်လာပါတော့မလားဆိုတာကိုအဖြေရှာဖို့လိုပါတယ်။လားစာကောင်းတဲ့အလုပ်ကိုရှာမယ်ဆိုတဲ့စိတ်မျိုးလည်းထားသင့်ပါတယ်။ပိုရေးကြီးတာကမိမိသိထားတတ်ထားတဲ့ပညာတွေဟာလက်တွေ့လုပ်ငန်းခွင်မှာအမှန်တကယ်အသုံးချဖို့လုံလောက်ရဲ့လား။ဘာတွေလိုအပ်သေးလဲ။ဘာတွေထပ်ပြီးပြင်ဆင်ရမလဲ။ဘလို့အမှုအကျင့်တွေးခေါ်တွေကိုပြောင်းလဲရမလဲဆိုပြီးကိုပြစ်မှတ်ထားရှာဖွေသုံးသပ်တတ်ဖို့အရေးကြီးပါတယ်။ကြိုတင်ပြင်ဆင်မှုတွေနဲ့ပင်ပန်းခံစူးစမ်းရပါမယ်။ကိုလိုချင်တဲ့လောက်ခလာစာနဲ့ထိုက်တန်တဲ့ပေးဆက်မှုတွေအတွက်ကိုယ့်ဘက်မှာလုံလောက်တဲ့ကျွမ်းကျင်မှုတွေရှိနေရပါမယ်။ Give and take ဆိုတဲ့စကားလေးကအလကားဖြစ်လာတာမဟုတ်ပါဘူး။အပေးရှိရင်အယူရှိရပါတယ်။အပေးယူမမျှတရင်ပေးတဲ့ဘက်မှာရောယူတဲ့ဘက်မှာပါပရိပခတွေရှိလာပါလိမ့်မယ်။မိမိကလစာကောင်းတာလိုချင်ရင်လစာနဲ့ထိုက်တန်တဲ့ပေးဆက်မှုအတွက်မိမိဘက်မှာလုံလောက်တဲ့ဖြည့်ဆည်းမှုတွေရှိပြီလားဆိုတာကိုအရင်စဉ်းစားရွေးချယ်နိုင်မှတက်တာဖြစ်တဲ့လုပ်ငန်းခွင်တစ်ခုကိုရရှိမှာဖြစ်ပါတယ်။နောက်ထပ်အရေးကြီးတဲ့အချက်တစ်ချက်ကတော့လူငယ်တွေမိမိကိုမိမိမသိချင်းပါပဲ။မိမိရဲ့အားနည်းချက်အားသာချက်တွေကိုသိတဲ့လူတွေဟာအများနဲ့ပေါင်းသင်းဆက်ဆံရတဲ့အခါလုပ်ငန်းခွင်ဝင်တဲ့အခါဒါမှမဟုတ်အသင်းအဖွဲ့တွေမှာပါဝင်ရတဲ့အခါမျိုးတွေမှာမိမိတို့ရဲ့အားသာချက်တွေကိုဖိပြီးလုပ်ပြနိုင်တယ်။တစ်ဖက်မှာလည်းအားနည်းချက်တွေကိုဖော့ပြီးရှောင်ရှားနိုင်တယ်။မိမိအားသာချက်နဲ့အားနည်းချက်ကိုမသိတဲ့လူငယ်တွေကတော့အစင်မပြေမှုတွေလွဲချော်မှုတွေနဲ့ပဲလုံးပန်းနေရတတ်တယ်။ဥပမာပြောရမယ်ဆိုရင်စကားနေတဲ့လူတစ်ယောက်ဟာအများနဲ့နေ့စဉ်ထိတွေ့ဆက်ဆံရတဲ့ marketing အလုပ်မျိုးကိုမရွေးချယ်သင့်ပါဘူး။တဦးတဲ့တာဝန်ယူလုပ်ရတဲ့ရုံးဌာနအတွင်းပိုင်းက data entry သွင်းတဲ့အလုပ်မျိုးကိုလုပ်သင့်တာပါ။ဒါကို marketing ပိုင်းကလစာပိုရတယ်ဆိုပြီးလစာမျက်နှာတစ်ခုပဲကြည့်မယ်ဆိုရင်မိမိနဲ့မအပ်ဆက်တဲ့အလုပ်ကိုရွေးချယ်မိရင်ကိုယ်လည်းအဆင်မပြေသလိုပေးပဝင်းခြင်းလည်းအဆင်မပြေနိုင်တော့ပါဘူး။ဒါကြောင့်လူငယ်တွေအနေနဲ့မိမိကိုမိမိသိဖို့ပြန်ဆန်းစစ်ပါသုံးသပ်ပါမိမိနဲ့ကိုက်ညီတဲ့နေရာမိမိရဲ့တက်ကြွမှုနဲ့အဝင်ခွင့်ချဖြစ်မဲ့အရာကိုရှာဖွေတတ်ဖို့အရေးကြီးပါတယ်။အခုချိန်ဟာသူများတွေအမြင့်ရောက်သွားတာကိုကြည့်ပြီးမနာလို့ဖြစ်နေရမယ့်အချိန်မဟုတ်ပါဘူး။လိုချင်တာမရလို့မိမိကိုစိတ်တက်ကြပြီးထိုင်မှန်နေရမယ့်အချိန်လည်းမဟုတ်ပါဘူး။မိမိလိုအပ်တာကဘာတွေလဲဆိုတာကိုရအောင်ရှာပြီးလိုအပ်နေတာကိုဖြည့်ရမယ့်အချိန်မှာပြိုင်ဆိုင်ရမယ်ပြင်ဆင်ရမယ်အပင်ပန်းခံရမယ်စူးစမ်းရမယ်အပြင်းမကြီးကြပါနဲ့ဒါဆိုရင်မိမိကိုမိမိယုံကြည်ချက်ရှိနဲ့ဘယ်လိုမျိုးရှေ့ဆက်ကြမလဲမိမိကိုမိမိယုံကြည်မှုရှိခြင်းရဲ့နောက်မှာ saturation ဆိုတဲ့အခြေအနေရဲ့ planning ဆိုတဲ့အစီအစဉ်ရေးဆွဲခြင်းဆိုတာတွေပါရှိပါတယ်ပထမအဆင့်အနေနဲ့စူးစမ်းမှုတိုင်းမှာမိမိကိုယုံကြည်မှုရှိဖို့လိုအပ်ပါတယ်confidence ရှိနဲ့စူးစမ်းနိုင်မှအတိုင်းအတာတစ်ခုထိအောင်မြင်မှုတွေရနိုင်တယ်ဘလောက်အတိုင်းအတာထိအောင်မြင်မလဲဆိုတာကိုတော့ဘယ်သူမှကြိုပြီးသတ်မှတ်လို့မရပါဘူးဒုတိယအဆင့်ကတော့ saturation ဆိုတဲ့အခြေအနေပါမိမိရှင်သန်ရတဲ့ပတ်ဝန်းကျင်ရရှိလာတဲ့ပံ့ပိုးမှုတွေနဲ့စိတ်တွန်းအားတွေဟာလူငယ်တဦးနဲ့တဦးမတူကြပါဘူးတူညီအောင်လဲလိုက်ပြီးတန်းညီလို့မရပါဘူး
ဒါကြောင့်လူငယ်တိုင်းကမိမိယုံကြည်ချက်ပန်းနိုင်ကိုလှမ်းကင်နိုင်ဖို့ဆိုတာပုံသေးသတ်မှတ်ထားလို့မရဘဲနဲ့အခြေအနေအချိန်ကားတွေလည်းကွဲပြားကြပါတယ်။ confidence ရှိစူးစမ်းတာချင်းတူရင်တောင်မှပန်းတိုင်ရောက်တဲ့အချိန်နဲ့ရောက်ပုံရောက်နည်းတွေလည်းမတူကြပြန်ပါဘူး။ဒါကြောင့်သူကတော့ငါ့လောက်တောင်မတော်ပဲငါရှေ့ရောက်သွားတယ်။သူကတော့ငါ့လောက်စူးစမ်းအားထုတ်မှုမရှိပဲငါ့ကိုကြော်သွားတယ်ဆိုတဲ့အတွေးမျိုးတွေးနေဖို့မလိုအပ်ပါဘူး။ဒီလိုအတွေးတွေဟာကိုပြေးနေတဲ့လမ်းကိုဝေဝါးသွားစေနိုင်ပါတယ်။လမ်းချော်သွားစေနိုင်သလိုတစ်ခါတရံအရန် serious ဖြစ်လွန်းရင်လမ်းမှာပျောက်သွားတတ်ပါတယ်။တချို့လူငယ်တွေကိုယုံကြည်မှုအပြည့်နဲ့အောင်မြင်မှုလမ်းတစ်လျှောက်ပြေးလာလိုက်တာပန်းနိုင်ရောက်ခါနီးမှဘေးပဝင်းကျင်ကိုအာရုံရောက်သွားတတ်ကြတယ်။အဲ့ဒီအခါတခြားသူတွေရဲ့အောင်မြင်မှုကိုမနာလိုစိတ်တွေနဲ့သူတစ်ပါးကိုခြေထိုးခံဖို့စူးစမ်းနေတာနဲ့ပဲကိုယ့်ရဲ့ပန်းနိုင်ကိုမရောက်နိုင်တော့တာတွေ့ရတတ်ပါတယ်။အဲ့လိုလူငယ်တွေကတော့တကယ်ကိုနှမျောဖို့ကောင်းတဲ့လူငယ်တွေပါ။မိမိကိုယုံကြည်စိတ်အပြည့်နဲ့စူးစမ်းကြတယ်ဆိုတဲ့နေရာမှာတချို့သောလူငယ်တွေကလမ်းတစ်ဝက်မှာကြာရှုံးကြတယ်။ဘာကြောင့်မှလဲ။ထိုးနှက်မှုတွေတိုက်ခိုက်မှုတွေဘေးပဝင်းကျင်ကလောင်ပြောင်တာတွေကဲ့ရဲ့တာတွေမနာလိုခြေထိုးခံတာတွေဒီလိုအရာတွေပေါ်မှာအယံအာရုံစိုက်ထားကြလို့ပါလူတွေရဲ့ပြောတတ်ဆိုတတ်ကဲ့ရဲ့တတ်တဲ့သဘောတဘာဝကိုနားလည်မယ်ဆိုရင်ကိုယ့်အပေါ်ကဲ့ရဲ့ပြစ်တင်တာတွေမနာလိုခြေထိုးခံတာတွေအတွက်လိုက်ခံစားနေဖို့မလိုပါဘူးကိုရှောက်နေတဲ့လမ်းကိုပုံမှန်ဆက်လျှောက်ရမယ်ကိုပြေးနေတဲ့လမ်းကိုပုံမှန်ဆက်ပြေးရမယ်ဒါဆိုရင်ကိုသွားကျင်တဲ့ပန်းနိုင်ကိုတနေ့ရောက်မှအမှန်ပါပဲမိမိရောက်နေတဲ့နေရာမှာဖြစ်နေတဲ့အနေအထားတစ်ခုကိုသေချာသုံးသပ်ပြီးလိုတလိုအတိုးလျှော့လုပ်လို့ရတာဟာ saturation လို့ခေါ်တဲ့အခြေအနေကိုလှေကတိအဖြစ်အသုံးပြုခြင်း theory ပါပဲအခြေအနေတချို့ကမိမိအတွက်ခလုတ်ဖြစ်နေမယ်ခလုတ်တိုက်လို့ရိုင်သွားရင်လဲသွားရင်ကိုပြန်တက်ရမယ်ပြန်ထရမယ်ပြန်ထပြီးရင်အဲ့ဒီခလုတ်ကတင်းကိုရှောင်သွားရမလားရှေ့ဆက်သွားမဲ့လမ်းအတွက်လှေကတစ်ဖြစ်အသုံးပြုရမလားဆိုတာကိုတွေးတောနိုင်တဲ့စဉ်းစားဉာဏ်ကအရန်အရေးကြီးပါတယ်။လူငယ်တယောက်ရဲ့အဆင့်ဆင့်အောင်မြင်တိုးတက်မှုတွေမှာဒီလိုခလုတ်ကသင်းတွေကအမြင့်ကိုမြန်ရောက်ဖို့အတွက်လှေကတစ်တွေပါပဲ။လှေကတစ်တွေတေချာခိုင်မင်းအောင်လုပ်တတ်ဖို့တော့လိုပါတယ်။ပြဿနာတွေအခက်အခဲတွေကြာရှုံးမှုတွေဆိုတာလူငယ်တယောက်ရဲ့ဘဝအောင်မြင်ရေးလမ်းကြောင်းမှာပိတ်ဆို့နေတဲ့ခလုတ်တွေပါပဲ။ပြဿနာတွေ့ရင်ဖြေရှင်းမယ်အခက်ခဲကြုံရင်ရင်ဆိုင်မယ်ကြာရှုံးမှုတွေကိုသင်ခန်းစာယူမယ်အဲ့ဒါလှုပ်တဲ့အရာတွေပါပဲပိတ်ဆို့နေတဲ့အတားအဆီးတွေကိုအမြင့်တက်လှမ်းနိုင်မဲ့လှေကတစ်အဖြစ်ပြန်အသုံးချတတ်ရမယ်ဒါဟာ saturation ကိုအတိုးလျှော့လုပ်တတ်ခြင်းပါပဲကြုံလာသမျှအခြေအနေတိုင်းမှာဖြစ်လာသမျှ saturation တိုင်းမှာအကင်အတွယ်လှပဖို့လိုအပ်ပါတယ်မိမိကိုယုံကြည်မှုရှိနဲ့စူးစမ်းနေတဲ့လူငယ်တိုင်းဟာအောင်မြင်မှုပန်းတိုင်မရောက်ခင်မှာကြုံတွေ့ရတဲ့အခြေအနေ saturation တွေအကောင်းအဆိုးဒွန်တွဲနေတတ်ပါတယ်။ကောင်းတဲ့အခြေအနေတွေကိုအရယူနိုင်ခြင်းဟာကိုယ့်ဘဝရဲ့အခွင့်အရေးတွေဖြစ်တယ်။မကောင်းတဲ့အခြေအနေကိုသင်ခန်းစာယူတတ်ခြင်းကတော့ဘဝတက်လန်းအတွက်အမြင့်ရောက်မဲ့လှေကတစ်တွေဖြစ်တယ်။တတိယအဆင့်ကတော့ planning ဆိုတဲ့အစီအစဉ်ရေးဆွဲခြင်းပါ။လူငယ်ဘဝမှာ life plan တွေရှိဖို့လိုပါတယ်မိမိကိုယုံကြည်မှုအပြည့်ထားပြီးကိုယ့်ရည်မှန်းချက်တစ်ခုကိုအကောင့်ထဲပေါ်တဲ့နေရာမှာအရင်ဆုံး destination လို့ခေါ်တဲ့ကိုရောက်ရမယ့်နေရာကိုသတ်မှတ်ဖို့အလွန်အရေးကြီးပါတယ်။သွားရမယ့်နေရာမသိပဲဥတီရမဲ့သွားနေတဲ့လူငယ်တွေဒီကနေ့ခေတ်မှာတိတ်ကိုပေါများလာပါတယ်။သူများရောင်လို့လိုက်ရောင်ကြတယ်။ popular ဖြစ်မဲ့ထင်တာတွေကိုစမ်းလုပ်ကြတယ်။ခေတ်ရဲ့အယောင်ဆုံးလာတဲ့ရေးစည်းကြောင်းတွေထဲမှာဟိုရောက်ဒီရောက်လိုက်မျောပါကြတယ်သူများတွေတက်တဲ့သင်တန်းတွေလိုက်တက်ကြတယ်ဒီလိုခေတ်နောက်ဆန်းတဝါရှောက်လိုက်နေတာဟာလူငယ်တယောက်အနေနဲ့ planning မရှိပဲသွားရမယ့်ဥတီယာ destination မရှိပဲအချိန်ကုန်ငွေကုန်လူပင်ပန်းတဲ့ကိုယ့်ဘဝအတွက်အဖက်မတင်မှုတွေပါ planning ဆိုတဲ့အရာကတိတ်အရေးကြီးတယ်ဆိုတာလူငယ်တွေကိုသိစေချင်ပါတယ်မိမိဘဝအတွက် plan ချပါ plan တစ်ခုချပြီးလို့ကိုသွားချင်တဲ့နေရာရောက်ပြီဆိုရင်နောက်ထပ် plan တစ်ခုကိုထပ်ချပါဥတီယာထပ်ရွေးပါဒီလိုသာဆက်ခါသွားမယ်ဆိုရင်တနေ့မှာအောင်မြင်မှုဆိုတာမိမိလက်ထဲရောက်လာမှအသေးချပါပဲအခုချိန်မှာစာဖတ်သူအနေနဲ့ဘာကြောင့်မအောင်မြင်သေးတာလို့ထင်ပါသလဲယနေ့ခေတ်မှာလူငယ်တွေဟာယုံကြည်ချက်ရှိဇွဲအပြည့်နဲ့ဘဝတိုက်ပွဲတွေကိုဆင်နွှဲကြတယ်
အခက်အခဲတွေစိန်ခေါ်မှုတွေကိုရင်ဆိုင်ကြတယ်ပြိုလဲကြတယ်ဖြူကျုံမရဖြစ်ကြတယ်ဝမ်းနဲ့ပူဆွေးကြတယ်အချိန်တစ်ခုအတွင်းမှာပဲပြန်လဲကုစားကြတယ်စိတ်အားတင်းပြီးပြန်ထကြတယ်အချိန်ချင်းလဲအချိန်ချင်းထအချိန်ချင်းပြန်စူးစားကြတယ်အဲ့ဒါဘဝပါပဲဘဝဆိုတာအောင်မြင်မှုတွေကိုရယူပိုင်ဆိုင်ရတတ်တယ်လို့ခြားရှုံးမှုတွေကိုလည်းထွေးပွေးရတတ်ပါတယ်ဘဝဆိုတာတိုက်ပွဲပဲလို့ရှေးလူကြီးတွေကပြောလို့ရှိကြတယ်မိမိကိုယ်ကိုယုံကြည်စိတ်အပြည့်နဲ့တိုက်ပွဲတွေတိုက်ရမှာ life plan တွေတေချာချပြီးဖြစ်လာတဲ့အခြေအနေတွေကိုလှလှပပလေးကင်တွယ်တတ်သူတွေကအောင်မြင်မှုပန်းနိုင်တွေကိုအရောက်လှမ်းနိုင်ကြတယ်။ plan မရှိဘဲနဲ့စံတဝါဝါရှောက်ပြီးဟိုတီတီအကြောင်းရှာအပြစ်တင်တတ်တဲ့လူငယ်တွေကတော့အောင်မြင်မှုပန်းနိုင်တွေကနေအလှမ်းဝေးနေတတ်ကြပါတယ်။တချို့လူငယ်တွေဆိုရင်လေ life plan ဘာမှန်းတော့မသိပဲဘဝကိုခပ်ပေါ့စဉ်းစားကြတယ်ခပ်ပေါ့ပေါ့ပဲနေကြတယ်။ဒါကြောင့်လဲဘဝဟာဘာမှတန်ဖိုးမရှိရောင်လဲလဲဖြစ်နေတာပေါ့။ပန်းတိုင်တွေတတ်မှတ်ပြီးစူးစမ်းကြတယ်ဆိုတဲ့နေရာမှာအောင်မြင်ကြတယ်လို့ကြာရှုံးမှုတွေလည်းရှိကြတယ်။လူငယ်တိုင်းနားလည်ထားရမယ့်အရာတစ်ခုကတော့လဲကျတဲ့နေရာဟာပန်းတိုင်မဟုတ်ပါဘူးဆိုတာပါပဲ။မအောင်မြင်သေးတဲ့အခြေအနေတစ်ခုဟာပန်းတိုင်မဟုတ်ပါဘူး။ကြာရှုံးဆဲအခြေအနေတွေဟာလည်းမိမိဘဝရဲ့ပန်းတိုင်တွေမဟုတ်ပါဘူး။လူငယ်တစ်ယောက်နဲ့တစ်ယောက်လူသားတဦးနဲ့တဦးတူညီတဲ့အရာဆိုလို့လူဆိုတဲ့အရာပဲရှိပါတယ်။စာဖတ်သူစဉ်းစားကြည့်ပါ။ခန္ဓာကိုယ်ပုံစံတွေမတူကြပါဘူး။အယောင်သွေးတွေကြီးပြင်းရတဲ့အခြေအနေတွေမတူကြပါဘူး။စိတ်ကူးတွေမတူကြဘူး။ခံယူချက်တွေဝါသနာတွေတက်ကြွမှုတွေမတူညီကြဘူး။အရေးပြားပေါ်ကလက်ပွေရာတွေတောင်လူတဦးနဲ့တဦးမတူညီကြပါဘူး။အောင်မြင်ခြင်းတွေကြာရှုံးခြင်းတွေလည်းတဦးနဲ့တဦးဘလို့မှတန်းညီလို့မရဘူးဆိုတာအသေးချာပါပဲ။မွေးဖွားတာတေဆုံးတာတွေတောင်တယောက်နဲ့တယောက်တူညီကြလို့လားမတူညီတာတွေနဲ့ဖွဲ့စည်းထားတဲ့ဒီကဘာကြီးပေါ်မှာတခြားသူတွေအောင်မြင်နေတာကိုကြည့်ပြီးဘာလို့ကိုအားငယ်နေမှာလဲတခြားသူတွေအမြင့်ရောက်နေတာကိုကြည့်ပြီးတက်လှမ်းနေစေဖြစ်တဲ့ကိုဘဝကိုဘာလို့တိမ်ငယ်နေမှာလဲမိမိအောင်မြင်ချိန်မှာရောဘာလို့သူများကိုအထင်သေးတဲ့အကြည့်နဲ့ကြည့်မှာလဲကိုသုံးနိုင်ဖြုံးနိုင်တိုင်းဘာလို့ကြွားဝါနေမှာလဲကိုစင်းရဲပင်ပန်းတာကိုဘာလို့ခံနိုင်ရင်မရှိအရှုံးပေးရမှာလဲမအောင်မြင်သေးဘူးဆိုတာဟာမိမိအတွက်အချိန်မတန်သေးလို့ပါကြာရှုံးနေစေအခြေအနေတွေဟာမိမိဘဝရှေ့ဆက်ဖို့တွန်းအားတွေပါလောကဓာတ်တွေဆိုတာမိမိဘဝအတွက်ခံနိုင်ရရှိဖို့ခွန်အားတွေပါအားမငယ်ပါနဲ့လက်မလျှော့ပါနဲ့မိမိဘဝရဲ့ပြေးလမ်းပေါ်မှာမိမိပန်းနိုင်ကိုပဲကြည့်ပြီးပုံမှန်လေးရှောင်လန်းပါတခြားသူတွေရဲ့ပြေးလမ်းကိုတွားပြီးစိတ်မရောက်လိုက်ပါနဲ့တခြားသူတွေကိုယ့်ရှေ့မှာရောက်နေတာတွေကိုယ့်ရဲ့ဘေးမှာလဲကျနေတာတွေကိုတွားပြီးစိတ်ဝင်စားလိုက်မယ်ဆိုရင်အချိန်ကုန်ရင်ကိုယ့်ပြေးလမ်းပေါ်မှာကိုကရက်တက်နေရပါလိမ့်မယ်မမြင်နိုင်တဲ့အန္တရာယ်အခက်အခဲတွေဟာမသိနိုင်တဲ့နေရာတွေကနေအချိန်မရွေးဝင်လာနိုင်တာမို့ကိုယ့်ရဲ့တတိအတိဉာဏ်ပညာကိုတက်လုံကောင်းအောင်စူးစမ်းရပါမယ်လုံလာစိုက်ထုတ်ပြီးသားရှေ့ကိုဆက်လှမ်းလိုက်ပါမိတ်ဆွေရဲ့အောင်မြင်မှုဟာကိုယ့်ရဲ့ပြေးလန်းအဆုံးမှာစောင့်ကြိုနေပါတယ်။ဒါဆိုရင်ဘဝမှာအောင်မြင်မှုရရှိဖို့ဘယ်လိုလုပ်ရမလဲ။အိမ်မက်တွေကြီးကြီးမားမားရှိရုံနဲ့အောင်မြင်ဖို့ဆိုတာမလုံလောက်ပါဘူး။အိမ်မက်အားလုံးကိုအမိအယဖန်ဆုံနိုင်ရပါမယ်။အခွင့်အလမ်းတွေမရခဲ့ဘူးဆိုရင်တောင်လုံလာစိုက်ထုတ်ပြီးစူးစမ်းတက်လှမ်းရပါမယ်။အောင်မြင်တဲ့နေရာကိုရောက်ရှိခဲ့ကြတဲ့သူတိုင်းကအစာပိုင်းမှာဝေဖန်မှုတွေအခက်အခဲအတားအဆီးတွေအဆက်ခွဲခံရမှုတွေမကောင်းကြံခံရမှုတွေလှောင်ပြောင်မှုတွေစရှိတဲ့အဖို့အထစ်မျိုးစုံတွေ့ကြုံခဲ့ကြရပါတယ်။ဘလို့အရာတွေပဲကြုံကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်တွေကိုအတိမ်းဆောင်မခံပါနဲ့။အကောင်းမြင်တဲ့စိတ်ထားပါအမျှော်မြင်ရှိပါဇွဲရှိပါစိန်ခေါ်မှုတွေကိုရဲရဲဝံ့ဝံ့ရင်ဆိုင်ပါလိုအပ်မဲ့ပညာတွေကိုထပ်ပြီးတော့သင်ယူပါအခွင့်အလမ်းတွေကိုနားဆွင့်ပါအခွင့်အလမ်းတကားပေါက်တွေပွင့်တဲ့အချိန်မှာမိမိဟာအချိန်ကိုက်တိုးဝင်နိုင်ဖို့အရာရာကိုကြိုတင်ပြင်ဆင်ထားပါအခွင့်အလမ်းတွေကတင့်ကိုလာရှာမှာမဟုတ်ပါဘူးမိမိကသာအခွင့်အလမ်းကိုအမြဲတမ်းရှာနေရမှာပါတေချာတာကတော့ဘယ်အရာမဆိုစင်ကြယ်ပေးတတ်တဲ့သူအထွန်းတက်သူမိမိကိုမိမိညှာတတ်တဲ့သူအပင်မခံနိုင်တဲ့သူဇွဲလုံးလားမရှိသူတွေအတွက်တော့အခွင့်အလမ်းဆိုတဲ့တကားပေါက်ကိုမြင်တွေ့နိုင်မှာမဟုတ်ပါဘူး။တင်းငယ်တဲ့ကဘာကထွက်လိုက်ပါ။ပို့ပြီးတော့ကြီးမားတဲ့ကဘာမှာအခွင့်အလမ်းတွေကိုရှာဖွေလိုက်ပါ။အပြောမကြီးပါနဲ့
ရလက်ကောင်းမဲ့အလုပ်ခွက်များများကိုရွေးလုပ်ပါစစ်မှန်တဲ့မိတ်ဆွေတွေနဲ့မိတ်ဆွေဖွဲ့နိုင်တဲ့အရေးချင်းလည်းရှိဖို့လိုအပ်ပါသေးတယ်အသည့်သောစိန်ခေါ်မှုတွေစီတက်လန်းနိုင်ဖို့တခါတရံမှာမိမိနဲ့အသားကျလက်ဆရှိတဲ့လက်ရှိအရာတွေကိုစွန့်ပစ်ရဲရပါမယ်။ဘာကြောင့်လဲဆိုရင်တချို့သောအောင်မြင်မှုတွေဟာငွေကြေးရင်းနှီးနိုင်ခြင်းကြောင့်မဟုတ်ဘဲမိမိရဲ့တည်ထွင်ဆန်းသစ်မှုအသစ်တွေဖန်တီးနိုင်တဲ့အသစ်သောအရာတွေစိတ်ကူးအတွေးသစ်တွေကြောင့်အောင်မြင်သွားတာတွေပါ။ခက်ခဲတဲ့အချိန်တွေဆိုတာအယမ်းမကြပါဘူး။တကယ်တော့ကြမ်းကြမ်းခံနိုင်ဖို့ပဲလိုအပ်တာပါ။ဘယ်လိုအခက်ခဲကိုမှအလွယ်တကူလက်မလျှော့လိုက်ပါနဲ့။ဇွဲရှိရမယ်။ပိုကြိုးစားရမယ်။ပိတ်ဆို့နေတဲ့အတားအဆီးအခက်ခဲတွေကိုကျော်လွှားနိုင်ဖို့ပါနဲ့ရမယ်။ဉာဏ်ကောင်းပြီးထက်မြက်ရမယ်။ဉာဏ်ကောင်းမှုဆိုတာကလည်းစာဖတ်ခြင်းနဲ့လေ့လာသင်ယူခြင်းပေါ်မှာအများကြီးမူတည်နေပါတယ်။ကိုယ့်ရဲ့ခွန်အားစိုက်ထုတ်ရသလိုအုံနောက်အားပါစိုက်ထုတ်နိုင်မှအောင်မြင်မှုစီကိုမြန်မြန်ရောက်မှာပါ။လူတွေသတ်မှတ်ပေးတဲ့အောင်မြင်မှုထက်ကိုတတ်မှတ်တဲ့အောင်မြင်မှုကသာအရေးကြီးဆုံးဆိုတာမမေ့လိုက်ပါနဲ့။လကဘာပေါ်ရောက်မှမင်းအောင်မြင်ပြီလို့တတ်မှတ်မဲ့ပဝင်းကျင်အတွက်လကဘာပေါ်မရောက်ရအောင်စူးစမ်းပြီးတက်ပြနေစရာမလိုပါဘူး။မိမိဟာလေရင်မောင်းတစ်ယောက်ဖြစ်ရမယ်ဆိုတဲ့အိမ်မက်ရှိသူတစ်ယောက်ဆိုရင်အောင်မြင်မဲ့နီးလန်းတွေအတိုင်းသာရှောက်လန်းပါ။အချိန်တန်တဲ့အခါမှာလေရင်မောင်းပြီးကဘာပတ်နေတဲ့သူကကိုယ်တိုင်ဖြစ်နေမှာပါ။အဲ့ဒီအချိန်ဟာကိုတတ်မှတ်ခဲ့တဲ့ကိုယ့်ရဲ့အောင်မြင်မှုစီရောက်သွားခဲ့တဲ့အချိန်တစ်ခုပါပဲလကဘာပေါ်ရောက်မှအောင်မြင်တဲ့ထင်ပြီးလက်ခုပ်တီးမဲ့သူတွေကိုအရေးမဆိုင်ဖက်နဲ့လေရင်မောင်းပြီးကဘာပတ်နေတဲ့ကိုယ့်ရဲ့အောင်မြင်မှုအတွက်ကိုချီးကျူးဂုဏ်ပြုလက်ခုပ်တီးပေးလိုက်ပါလူတယောက်ပျက်စီးရတာဘာကြောင့်လို့ထင်ပါသလဲပျက်စီးခြင်းရဲ့အစကအားနေလို့ပါအမားရဲ့အစကလည်းစိတ်တက်ပျက်စီးခြင်းကနေစပါတယ်လူဆိုတာအားလုံးရင်ရောက်တက်ရရရှောက်တွေးပြီးစိတ်တွေဟာအကျိုးမရှိပဲမျောလွင့်နေတတ်ပါတယ်အားလုံးချင်းရဲ့နောက်ဆက်တွဲအနေနဲ့မိမိပတ်ဝန်းကျင်ကလူတွေအပေါ်မှာအမြင်ပေါင်ကျင်းလာတယ်လေးလံလာတယ်ညံထိုင်းလာတယ်စူးစမ်းခြင်းနဲ့စိတ်ပျောက်သွားတယ်ရေသာခိုခြင်းနဲ့စိတ်ပိုပြင်းပြလာတယ်မိမိမှာရှိတဲ့အရာတွေပေါ်မှာမကြေမနက်စိတ်ဝင်လာပြီးတော့တခြားအသစ်သောအရာတွေကိုအထင်ကြီးတဲ့စိတ်ကလွန်ကဲလာတယ်။အရာရာကိုမကောင်းမြင်လာတယ်။တူတစ်ပါးရဲ့မကောင်းကြောင်းတွေကိုအတင်းပြောဖြစ်သွားတယ်။အကျိုးရုပ်စေတဲ့အရာတွေကိုအလွယ်တကူပဲလှုပ်ဖြစ်သွားတယ်။မကောင်းတာတွေတွေးရင်းနဲ့မကောင်းတဲ့စိတ်ခံစားချက်တွေဝင်လာတတ်တယ်။ဒါကြောင့်မိမိရဲ့စိတ်မပျက်စီးဖို့အတွက်မိမိကိုမိမိအချိန်မအားအောင်စီမံတက်ဖို့လိုပါတယ်။အပြင်အလုပ်အားနေတဲ့အချိန်မှာအိမ်အလုပ်ကိုလုပ်ပါ။အိမ်အလုပ်အားနေတဲ့အချိန်မှာသူတစ်ပါးကိုကူညီပါ။ပရာဟိတအတွက်အချိန်ပေးလိုက်ပါ။နားဖို့အတွက်လိုအပ်တဲ့လောက်နားပြီးတော့ဘာမှလုပ်ဖို့ထပ်မရှိတော့ဘူးဆိုရင်မိသားစုမိတ်ဆွေအပေါင်းအသင်းတွေကိုဂရုစိုက်ဖို့အချိန်ယူပါ။အဲ့ဒါတော့မှထပ်အားနေသေးတယ်ဆိုရင်စာဖတ်ပါ။လေ့လာသင်ယူမှုအသစ်တွေရှာပါ။ကိုလက်လှူရှာလေးကျင်ကန်လုပ်ပါတခြားမိမိဝါသနာပါရာတစ်ခုခုကိုအကျိုးရှိရှိလုပ်ပါစိတ်ကိုစူးစီးပြီးတရားထိုင်ပါဘာသာရေးအတွက်လည်းအချိန်ပေးပါအရွယ်ရှိတုန်းမှာမိမိကိုမိမိမှမခိုင်းဘူးဆိုရင်အိုမင်းမစွမ်းတဲ့အချိန်ရောက်တဲ့အခါသူများခိုင်းတာခံနေရအောင်ပါပါအရွယ်နဲ့မမျှအောင်ပင်ပန်းရုန်းကန်နေရအောင်ပါအဲ့ဒါကြောင့်မိမိကိုမိမိခိုင်းပါအကျိုးရှိမဲ့အရာတစ်ခုမဟုတ်တစ်ခုအမြဲလုပ်နေပါပျက်စီးရာလမ်းမကိုမရောက်ဖို့အတွက်မိမိကိုမိမိမအားအောင်နေကြရပါမယ်ကိုဘဝကိုနေခြင်းတလို့နေလို့ရပေမဲ့နေခြင်းတလောက်နေလို့မရဘူးဆိုတော့လှုပ်တဲ့နာတွေကိုဦးစားပေးလုပ်ရင်းနဲ့လှုပ်ချင်တာတွေကိုလည်းပပနက်နက်လေးလှုပ်တတ်ဖို့အကြံပေးရင်းနဲ့စာအုပ်ကလေးကိုညီကုန်းချုပ်လိုက်ပါပြီနော်နားဆင်ပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်လို့ပြောကြရင်းနဲ့ပဲ channel လေးကို like and subscribe လုပ်ပေးရင်အားပေးကြပါအောင်နော်